1989 ခုနှစ်အမေရိကန်ရဲ့ရုပ်သံလိုင်းနဲ့အတူထွက်သက်ခွင့်ရရှိခဲ့တဲ့အမျိုးသမီးလက်ဝဲကျော်မော်ခရစ္စတီမာတင်ဆိုတဲ့အမျိုးသမီးလက်ဝဲကျော်မော်တယောက်ကဓာတ်နဲ့5ချက်ထိုးခံရတယ်။တနင်္လာနေ့မှာဘိုက်ကိုပြစ်ခတ်ရပြီးတော့ဘလို့များကျိုးဝိုင်းတွေကိုပြန်လဲထိုးသက်ဖို့ဝင်ရောက်လာနိုင်လဲဆိုတာကိုပြပြပေးသွားမှာပါ။အစပိုင်းမှာတော့ခရစ္စတီကလုံးဝမဟုတ်လက်ဝဲမထိုးတတ်ပါဘူး။တာမန်ဆိုတဲ့လက်ဝဲပြိုင်ပွဲမှာအမေရိကန်ဒေါ်လာ300ရရှိမှာမို့ဝင်ရောက်ထိုးသက်ခဲ့ရကအနိုင်ရရှိခဲ့တာပါ။အဲ့ဒါကပဲသူ့ဘဝကိုပြောင်းလဲဖို့အားစတင်ခဲ့ပါတယ်တကယ်တော့ခရစ္စတီကလိန်တူအမျိုးသမီးရိုစီနဲ့ကြိုက်နေတာပါအစပိုင်းမှာတော့ခရစ္စတီကဘတ်စကတ်ဘောအသင်းမှာဝင်ရောက်ကစားနေပြီးတော့အသင်းဘော်တွေနဲ့လည်းမကြာခဏရန်ဖြစ်တတ်ပါသေးတယ်တနေ့မှာတော့ဖုန်းကောဝင်လာလို့ကင်လိုက်ရမှာတော့တာမန်ပြိုင်ပွဲရဲ့ပွဲစီစဉ်သူလာရီကသူမရဲ့အကြီးချင်းကိုမြင်တွေ့တာကြောင့် professional ကစားမလားဆိုပြီးတော့ကန့်လန့်ခဲ့ရမှာသူမကထိုးသက်ဖို့လက်ခံခဲ့ပါတယ်။အဲ့ဒီပွဲကအမေရိကန်ဒေါ်လာ900ရရှိမှာမို့ခရစ္စတီယာဝင်ရောက်ထိုးသက်ခဲ့ပြီးတော့ပထမအချီမှာပဲမောက်သိမ်းနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲလာရီကနီးပြဖြစ်တဲ့ဂျင်မာတင်စီကိုတွားပြီးလေ့ကျင့်စေခဲ့ပါတယ်။သူမရဲ့ပထမဆုံးလေ့ကျင့်ဖို့ကတော့ဝေါ်ဆိုတဲ့မျိုးသားတစ်ယောက်ပါ။သူ့အိုရီကနေမောင်းထုတ်စမ်းရစရာမရှိအောင်ထိုးလိုအပ်တဲ့နိုင်ကိုပါချိုးပြလို့နီးပြဂျင်ကဝေါ်ကိုတိတ်လေးပြောခဲ့ပါတယ်။သူမရဲ့ဘိုက်ကိုဝေါ်ကထိုးလိုက်ချိန်မှာတော့သူမဟာအရန်ကိုနာကျင်ပြီးနောက်တစ်ခါမှာတော့သူမရဲ့ဘယ်ဘိုက်လက်သီးနဲ့အာကုန်သုံးကအမအုပ်သိမ်းလိုက်တဲ့အတွက်ကြောင့်နီးပြဖြစ်တဲ့ဂျင်ကသူမရဲ့အကြီးချင်းကိုမြင်တွေ့ပြီးတော့လေ့ကျင့်ပေးဖို့စတင်ခဲ့ပါတယ်။ဒီနေ့မှာတော့သူမသိချစ်တဲ့ရိုစီကိုဖုန်းဆက်ပြီးတော့နောက်42ရက်နေရင်ပွဲတစ်ပွဲရှိတယ်လာကြည့်ဖို့ခေါ်ခဲ့ပေးမယ်ရိုစီကတော့ကောင်းလေးတစ်ယောက်နဲ့အတူရှိနေတာကိုသူမကိုပြောချိန်မှာတော့သူမဖုန်းကိုတောက်လျှောက်ချပြီးတော့အဲ့ဒါနဲ့ပဲသူမပွဲတိုင်းကိုပြင်းပြင်းထန်ထန်ထိုးသက်ပြီးတော့မုတ်ဆိုးတစ်ယောက်မဲလိုက်သလိုပြင်းပြင်းထန်ထန်ထိုးသက်ပါတော့တယ်ဒီလိုနဲ့မဲ့နိုင်ပွဲတွေဇက်တိုက်ရကနီးပြဖြစ်သူချင်းနဲ့ရီသားတွေဖြစ်ပြီးတော့အတူနေထိုင်ခဲ့ပါတယ်ဒီနေ့မှာတော့ဒွန်ကင်းဆိုတဲ့အမျိုးသားပိုင်ဆိုင်တဲ့ရုပ်သံလိုင်းမှာအိုင်ယလန်မျိုးသမီးကိုကာတီနဲ့ထိုးသက်ဖို့အခွင့်အရေးရရှိခဲ့ပါတယ်အဲ့ဒီပွဲမှာခရစ္စတီက6ချိန်မြောက်ထိထိုးသက်ခဲ့ပြီးတော့အမှတ်နဲ့နိုင်ရရှိခဲ့ပါတယ်နောက်ပိုင်း10စုနှစ်ထိအောင်ချန်ပီယံဖြစ်သိမ်းပိုက်ထားပြီးတော့သူမရဲ့အတောက်ပဆုံးချိန်မှာပဲ2003ခုနှစ်မှာတော့လေလာဆိုတဲ့အမျိုးသမီးနဲ့ထိုးဖို့ရာကအကြောင်းဖန်လာပါတယ်ခရစ္စတီကပေါင်ချိန်140ကျော်ပဲရှိပြီးတော့လေလာကတော့162ပေါင်ထိကိုရှိပါတယ်လေလာနဲ့ထိုးသက်ဖို့ရာအတွက်သူမကအင်ကြီးတွေကိုအကျွေးသေးများထည့်တာတောင်မှသူမရဲ့ပေါင်ချိန်က156ပေါင်ပဲရှိပါတယ်ထိုပွဲစဉ်မှာသူမကလေလာကိုရှုံးနေခဲ့ပြီးတော့စိတ်သက်ပိုင်းဆိုင်ရာတွေမှာရိုင်လဲက2010မှာတော့စစ်ကြောက်ဒေသတင်သုံးဆွဲပါတော့တယ်။နောက်တစ်ရက်မှာတော့အာကစားရုံပိုင်ရှင်ဂျက်ကသူမရဲ့ခင်မွန်းဖြစ်သူချင်းကသူမရဲ့ထိုးချင်းငွေတွေကိုတခြားသောမိန်းမတွေကိုပေးနေတယ်လို့ပြောကြားတဲ့အချိန်မှာတော့သူမကလည်းအရန်ကိုဒေါသတွေထွက်ပြီးတော့ပြဿနာတွေတက်ခါအိမ်ကနေထွက်ပြီးတော့ရိုစီနဲ့အတူနေထိုင်ခဲ့ပါတယ်။သူမရဲ့ခင်မွန်းဖြစ်တဲ့ဂျင်ကသူမနဲ့အတူလိမ့်ဆက်ဆန်ထားတဲ့ဗီဒီယိုဖိုင်တွေကိုရှောက်ပြီးဖြန့်ဝေနေကြောင်းသိရတဲ့အချိန်မှာတော့သူမကဒေါသတွေထွက်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။သူမအိမ်ကိုပြန်လဲရောက်ရှိလာတဲ့အချိန်မှာတော့ဂျင်ကသူမရဲ့ဘိုက်ကိုဓာတ်နဲ့5ချက်ထိုးတယ်။တနင်္လာနေ့မှာပြစ်တက်ပြီးတော့ကြမ်းပြစ်မှာပဲပြစ်ထားရပါတယ်။ခရစ္စတီကလည်းသွေးတွေပွေပါနေပြီးတော့ကြိုးစားရုံးကထားကထွက်ပြေးလာခဲ့ပြီးကားတစ်စီးကိုကူညီတောင်းကဆေးရုံကိုရောက်ရှိခဲ့ပါတယ်။ဆေးရုံကဆေးမီ14ရက်ကြာတဲ့အချိန်မှာတော့ပြန်လဲထိုးသက်ခြင်းကြောင့်လာရီကိုပွဲရှာခိုင်းကပြန်ပြီးထိုးသက်ဖို့လေ့ကျင့်ခဲ့ကကျိုးဝိုင်းတွေကိုပြန်လဲထိုးသက်ဖို့ဝင်ရောက်လာခဲ့ပြီးတော့နိုင်ပွဲတွေကိုဇက်တိုက်သက်ဆောင်နိုင်ခဲ့ပါတယ်။